ပြန်လို့ရှိရင်လည်းဟိုမှာဒုက္ခတွေရောက်မယ်ပေါ့စစ်ဆေးတွေနဲ့ဟိုအရင်ပွဲဖြစ်နေတာဆိုတော့တဲ့အဲ့တော့ဟိုဟာညီမတို့ဒီမှာပဲဆက်နေရမယ်လို့ပြောတယ်ပေါ့နော်အားလုံးပဲမင်္ဂလာပါဇင်လေးရဲ့ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရှင်အခုဇင်လေးတင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ Patricia ရဲ့ကိစ္စကိုတော့ဒါအားလုံးကသိကြမှာပါရှင်အခုဆိုလို့ရှိရင်တော့ဒီနောက်ထပ်အတန်ဖိုင်တစ်ခုเนาะဒါထပ်ပြီးတော့ထွက်လာပြန်ပြီရှင်ကဲတကယ်ချင်းတို့လည်းဒီဗီဒီယိုဖိုင်ထဲမှာဘာတွေထူးလဲဆိုတာเนาะဆက်ပြီးတော့အတူတူလိုက်ပါကြည့်ရှုပေးဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ရှင်ယူထားဖုန်းဆက်ပိတ်ထားဒီမလေးကဘာမှဒီမလေးကကိုဟိုတယ်ရောက်ပြီဟိုကလေးအခုဟိုပြောတယ်အတန်ဖိုင်လေးကသူကကုန်နားထောင်တာညီမမနေ့ကပြောတဲ့ဟာလေးအကုန်လုံးအခုတင်ထားတော့လေဟို privacy တွေပါကုန်တာပေါ့နော်ညီမလေးအနေနဲ့ကြောင်းဒီလို sex case ပါညာဆိုအခုရဲ့ရှက်တာပေါ့ဟုတ်လေညီမဟုတ်ကို plan ပါလေညီမလေးဟိုလေအခုဟုတ်ဟိုကဘယ်လိုဖြစ်လဲဆိုတော့ညီမချက်ချင်းပြန်လို့မရသေးဘူးတဲ့သူပြန်လို့ရှိရင်လည်းဟိုမှာဒုက္ခတွေရောက်မယ်ပေါ့စစ်ဆေးတွေနဲ့ဟိုအရင်ပွဲဖြစ်နေတာဆိုတော့တဲ့အဲ့တော့ဟိုဟာညီမတို့ဒီမှာပဲဆက်နေရမယ်လို့ပြောတယ်ပေါ့နော်ကိစ္စငြိမ်သွားမှပြန်ရမယ်လို့ပြောတယ်ညီမဒါပဲဖြစ်မှာငါတည်ပြီးသား no I'm not going to accept it အခုငါပြောနေတာနေကno sister oh my god shit အနေကဘယ်လိုနေမှာနေတငယ်ချင်းနဲ့စကားပြောပြီးတာဟိုကောင်မလေးနဲ့ပြောပြီးတာအခုတော့မဆက်ရသေးဘူး Instagram မှာလည်းအဲ့လို message တွေကများနေတာပေါ့နော်လူအစုံတွေကပို့တာthat cannot be okay because no are you okay with that but that's all I want are you okay with that ညီမတော့ပြန်ချင်တယ်ရတယ်ဘယ်လိုဖြစ်ပြန်မယ်လို့ညီမပြောတယ်ဒါပေမဲ့သူကအဲ့လိုမျိုးဟိုပါအဲ့လိုဒီမှာဆက်ပြီး cool down ဖြစ်တဲ့ဒီပေါ့နေလိုက်တာပိုကောင်းတယ်ပေါ့နော်ဒီပြဿနာအရင်ပွဲဖြစ်နေလို့လဲဆိုပြီးတော့ဟိုအဲ့လိုမျိုးဖြစ်တဲ့အခုညီမလေး you can see the whole world is with you ကွာညီမလေးနဲ့စကိုင်းပြည်လုံးတနိုင်ငံလုံးအကုန်လုံးကတူတူရှိတယ်ကွာနော်ညီမလေးဒီအချိန်မှာရှက်တာတွေကြောက်တာတွေကမလိုတော့ဘူး you are the victim here okay ဒါပေမဲ့အကူကညီမကိုပဲစိတ်ပူနေတာ like အဲ့ရနေညီမရှိရနေအောင်ချားဟိုတယ်တစ်ခုခု can you be in your control ဟုတ်အဲ့ဆိုလို့ရှိရင်အခုဘယ်ကိုသွားရမလဲညီမလည်းပြောင်းချင်တယ်ရတယ်အဲ့ဆိုအခုညီမဘယ်တော့ပြောင်းမလဲပြောအခုစီစဉ်ပြီးဘယ်လိုလုပ်ပေးရမလဲပြောဟုတ်အခုဟိုလေဒါမဲ့နော်ဒီတိုင်းထွက်သွားလို့လည်းမရပြန်ခုနညီမကလည်းခန်းထဲမှာညီမအရင်လာတာ तू ကသူ့ကွန်ထရိုမှာနေတော့အခုဒါတော့အတန်တွန်းလာလိုက်မစင်းပါဘူးပြောပါနည်းပြောဟုတ်ကိုညီမကိုညီမဟိုတယ်ဝယ်လို့လစ်ပြီးထွက်လာတာအောက်ထပ်မှာပဲနေခဲ့မယ်လို့သူတော်တော်ပြောလိုက်ရတယ်ပြောပြီးလစ်ပြီးထွက်လာပြောဘာလို့လဲဆိုတော့ညီမကကြောင့်ဖုန်းလိုချင်တာဖုန်းသုံးချင်တာတနေ့ကုန်လဲဖုန်းကမသုံးရတော့ဖုန်းသုံးချင်တော့လည်းခန်းထဲကိုဝင်ပြီးဖုန်းလာရှာညီမဟိုဗီဒီယိုတွေကပါညအတင်းကြီးခိုင်းအတင်းပြုံးခိုင်းပေါ့ကလာကားပေါ့လို့လားငါကြောင်သွားတယ်ဟာနေရလဲငါစားသွားတယ်ဟာလို့ငါဒီကောင်မလေးရောင်းပြီလားမသိဘူးလို့ဟာဟုတ်So the plan is that you need to go back ဟုတ်ကဲ့နော်အဲ့တော့ညီမလေးထပ်ဆောင်လို့မရအခုညီမလေးကို तू ဘေးမှာရှိတယ်မရှိတော့ကိုမသိဘူးပေါ့နော်ထားပါတော့တခုပြောပြမယ် the thing he is trying he's going to try and do is that ညီမလေးကို settle လုပ်မယ် maybe နင်းနာကြီးပေးမယ်ဗာပေးမယ်ညာပေးမယ် maybe ညီမလေးကိုနှစ်ပတ်သုံးပတ်တင်မှာမသိဘူးနော် line ပေါ်မှာတော့တင်တွဲပြီးတော့နော်သွားလာနေရတော့တွေ့ရရှင့်လက်မှတ်ထိုးပါရန်ကုန်မှာဒီကိစ္စနဲ့ပတ်သက်ပြီးမပြောပါနဲ့ပါရလက်မှတ်ထိုးခိုင်းပြီးတော့ညီမလေးကိုနင်းနာကြီးတစ်ခုပေးပြီးတော့အဲ့ဒါအောင် maybe he will try for that ညီမလေးအဲ့ဒါလုပ်ပြီးဒါဖြစ်ချင်တာဒီကောင်ဖြစ်ချင်တာကဒါပဲနော်ဒါပေမဲ့အခုကကြောင့်ညီမလေးဘယ်လိုဖြစ်လဲရန်ကုန်မျိုးကြီးကအရင်မြန်မာနိုင်ငံရဲ့အရင်စိတ်ပူသွားတယ်သူထင်တယ်လို့လည်းမလွယ်ဘူးညီမလေးပြန်ပြီးကြောင်းလူရဲ့ငြိမ်နေမဟုတ်ဟုတ်ကိုညီမကြောင့်လည်းဒီလိုမျိုးကိုညီမကြောင့်လည်းရှက်တာပေါ့နော်အရှက်ကွဲသွားတာပေါ့နော်သူကဖွင့်ပြတော့ညီမဒီ sex case ပြောထားတာတွေရောပါတယ်ရောဆိုတော့ညီမလည်းရှက်တာသူကလည်းသူ့ reputation တွေလည်းထိသွားပြီပေါ့ဆိုပြီးတော့လိုမျိုးမဟုတ်ရှက်တယ်ဆိုတာမဟုတ်လေညီမလေးညီမလေးနဲ့သူနဲ့ယူတော့မှာလားကိုဒါပွင့်လင်းမေးရနော်သူနောက်ဆုံးနီးလန်းဒါပဲရှိရညီမလေးကိုကလားလို့ယူမယ်ဘာညာပြောပြီးကလားယူလိုက်မယ်တရားဝင်ယူမယ်ဘာညာအယူကနေမိဒါကိုဖီးတာတနည်းပဲကြံတယ်အကိုလည်းသူ့ရဲ့ option စဉ်းစားပြီးပြီအကိုဟွာလေးသူတစ်စက်မှမချစ်ဘူးနော်ညီမလုံးဝမချစ်ဘူးဒါပေမဲ့သူနည်းနည်းရှုပ်ထွေးတယ်ကိုရညီမဒီလိုမျိုးဒီ gangster ပေါ့နော် gangster လောက်ခဲ့ရတဲ့ဥစ္စာပေါ့နော်ဒီ setup လောက်ထားတဲ့သူပေါ့သူက setup လောက်ထားပြီးတော့အလုပ်ဆိုပြီးတော့ရောက်လာပြီးတော့ဟိုပါပေါ့ပြီးတော့ light တယ်ပေါ့လုံးပန်းတယ်ဒါပေမဲ့သူလုံးဝမချစ်ဘူး
တရားတိကားရဲ့ကိုယ်ဒါပေမဲ့ဟိုရုပ်ရှင်တွေရိုက်နေရပါတော့အဲ့လိုမျိုးဆိုအဓိကစိတ်နှောက်ယှက်ပြီးပေါ့ကိုကမတင်နဲ့တော့ကိုဒါလဲ ညီမလေးကငါတော့ဟိုကတော့နောက်ဆုံးမှာဟဲ့ငါမတင်ဘူးပြောတာငါတို့မသိရင်ကလားတွေကသူ့ကလားတွေကဝိုင်းပြီးတော့ငါတို့ပို့ပို့ပတ်သက်တွေပြောနေလို့ညီမလေးရုံးလမ်းမှာငါတို့တင်ရင်နည်းနည်းငါတနိုင်ပြောထားတနိုင်လုံးရှိတယ်မတင်ပါဘူးဘယ်လိုလဲ ဟုတ်ကဲ့ကိုဟုတ်အဲ့တော့အကိုရဲ့တော့ဘယ်လိုလဲဆိုတော့သူကတစ်စက်မှမချစ်ဘူးညီမကိုဒါပေမဲ့သူကချစ်ချင်အောင်ဆောင်တယ်လုံးဝမနေ့ကလေညီမပြန်မယ်ဆိုပြီးတော့လေမနက်ကလေမနက်ကပေါ့ပြန်မယ်ဆိုတဲ့အချိန်မှာသူကလုံးဝအဲ့လိုဟိုမသိချစ်ကလုံးတိုင်းဖတ်တော်မဲ့တိုင်းပဲလို့ဒူးလေးထောက်ပြီးတော့အောင်မှာဟာနေချစ်လို့လိုပါတယ်မသွားပါနဲ့နဲ့မခွဲနိုင်လို့ဘလို့နဲ့သူကအဲ့လိုပြန်ရောက်လာတာသူ့ရဲ့ iPhone charger ဟိုခါထဲမှာကြိုင်ခဲ့တယ်ဆိုတဲ့ပုံစံနဲ့သူကဝင်လာအမှန်တော့ညီမကအိတ်ဟဲ့မဟုတ်မနေ့ကနေနဲ့ဖုန်းပြောပြီးဘယ်လိုရောက်လာအစားကြီးပဲငါတော့လန့်အောင်ဟုတ်နင်းကနေဖုန်းပြောပြီးတော့သူရောက်လာငါတို့ဖုန်းပြောပြီးတော့လေဟုတ်တယ်ဒီကောင်ကြည့်နေရရောငါဟာလေအော်မကြည့်ဘူးကိုတိုက်ဆိုင်သွားတယ်တော့ရှစ်မယ် crazy သူကဘယ်လိုကြည့်ရလဲငါ့တော့ပြောသူကမဟုတ်ဘူးဟာသူကလည်းအတန်ကြားရတယ်တည်ရဲ့ညီမဖုန်းခိုင်းလိုက်တော့အကိုအတန်မှန်တည်လို့လေသူကလှမ်းယူပြီးတော့လူပြီးတော့ဖုန်းချပြီးစက်ပေးလိုက်တာလို့မအဲ့ဒါပြောမှာလေလိုက်အဲ့ချင်းမသိသေးဘူးလားဟုတ်ကို Okay never mind ထားတယ် okay ဆိုတော့အကိုရဲ့ဟိုပါပေါ့နော်ဘယ်လိုပြောရမလဲသူကအဲ့လိုမျိုးပြန်ဝင်လာသူမခွဲနိုင်လို့ပါဘယ်လိုချစ်လို့ပါဆိုပြီးတော့လို့ပြီးမပြန်ထားဘူးပေါ့နော်ညီမတို့လေအဲ့လိုအချိန်ဆွဲတာဘာဖြစ်လို့လဲမသိဘူးချစ်လည်းမချစ်ဘူးကိုဒါပေမဲ့နင်းရန်ကုန်ရောက်မှသူထောင်ကြပြီပေါ့ဟဲ့နင်းရန်ကုန်ရောက်သူထောင်ကြပြီဒီကလားကောင်နဲ့နော်တကယ်ပြီးပြီတာပြောတာနော်ဆိုရှယ်မီဒီယာပေါ်မှာတော့နော်ဒီလက်ချင်းချိန်ပြီးတော့သွားနေလာနေကြတာရှင်နင်းရန်ကုန်ပြန်မရောက်ရင်ဒီကောင်ထောင်ကြမှာတိုင်းမှုဘာမှုကုန်ပြီဟဲ့မြန်မာနိုင်ငံအကြီးကအကုန်သိတယ်အမျိုးသမီးကြီးကအကုန်လိုက်လာမှာနင်းအတွက်ဟုတ်ပါလားအဲ့တော့ငါးနှစ်ကိုပြောနေတာဒုံဒီကောင်အတင်းရိုက်ခိုင်းတဲ့ဟာတွေကလက်ခံတယ်ဘာမှမဖြစ်ဘူးပေါ့နော်ဒါရ for your safety you have to do it ဒါပေမဲ့တကယ်ဖြစ်လာတဲ့အချိန်ကျရင်တော့ you have to say the fucking truth နော်ဒါပဲညီမလေးကိုပြောချင်နော်အဲ့ဒါအခုကရောက်အောင်ဘယ်လိုလာမလဲအဲ့ဒါပဲကြည့်ဘယ်လိုလုပ်မလဲနင်းအမေလည်းစိတ်ပူနေပြောအမေနဲ့ဖုန်းပြောပြီးတာဟုတ်တယ်အမေ status တင်လာရတယ်သူခုနကဝင်လာပြီးပြောတယ်မေကိုဖုန်းဆက်လိုက်အောင်လဲဆိုတော့ညီမလေးထွက်ပြီးတော့ဟိုဖုန်းလာဆက်တာပေါ့နော်ဟိုအမေကတင်လာတာလဲ Viber ဖြစ်နေတယ်တဲ့အဲ့လိုမျိုးဖြစ်နေဟိုအဓိကကိုယ်ရဲ့ဖုန်းပေးမသုံးလားဖုန်းသိမ်းထားတယ်အဲ့ဒါကြောင့်ဖြစ်နေတယ်ညီမဖုန်းလည်းမသုံးအောင်ဖြစ်နေမပေါ့နင်းဘက်မှာငါရှိရလေအကိုတယောက်တည်းမဟုတ်ငါပြောတည်တာတနိုင်ငံကလူကြီးတွေရောအကုန်လုံးညီမလေးကအကုန်ဆက်ပြီးသွားတယ်ဒီလားဟဲ့ရွှေရင်ဒီဆိုရင်သူက share နေတယ်ရွှေရင်ဒီမောင်မာနေဟာတွေလုပ် share နေတယ်ပြောချင်တဲ့သဘောeverybody is now unified ညီမလေးရှက်စရာလည်းမလိုကြောက်စရာလည်းမလို you were bullied you will manipulated by a predator simple as that everyone is with you ပြီးတော့အကိုပြောပြချင်တာပေါ့နော်ဟိုခုနဆိုလဲခေါ်ရတဲ့စားတော့ဆိုင်အကြောင်းညီမဒီမလေးရှားရောက်ချင်းရှေ့ခောက်တင်တော့လေပထမဆုံးညီမတို့တင်တာကျွေးမယ်ဆိုပြီးလေးစင်းကနေတန်းခေါ်ရတဲ့ဆိုင်ပေါ့နော်အခုတေချာကြည့်တော့လေသူနဲ့ပိုင်တဲ့ဆိုင်နေသူ့ရဲ့အဲ့လိုမျိုးနေရာပေါ့နော်သူပြီးကျွေးထားတဲ့ကောင်ကြီးအဲ့လိုမျိုးနေရာတွေကိုခေါ်ရတာအဲ့ရကောင်တွေကကိုယ်ရဲ့ဘွေးကြရရတယ်လုံးဝအဲ့လိုမျိုးကွာသူနဲ့အဲ့လိုမျိုးမျက်နှာတွေလုပြနေတာနောက်ပြီးတော့ညီမကသူကခုနဗီဒီယိုကိုရိုက်ဖို့လုပ်တယ်ပေါ့နော်ရိုက်တော့ညီမအဲ့ဒါရုံမပြောချင်ဘူးငါပြောတဲ့ဟာကြီးကမမှန်ပါဘူးဆိုရင်မပြောချင်ဘူးပေါ့နော်ငါပြောရင်လူတွေကနောက်ဆိုရုံတော့မှမဟုတ်ဘူးလို့ဆိုပြီးတော့ညီမကလည်းအဲ့မတင်ပါနဲ့လားဆိုညီမတို့စိတ်တော့ကရောက်နေတဲ့အချိန်ပေါ့နော်အဲ့ချိန်မှာဟိုဟာအဲ့သူ့အဲ့ဝေးတာရဲ့လူကြီးနေလှောင်နေတာကိုရသေးလားဘာမှလည်းပဲလားလာအမမဟုတ်ကလားရေပေါ့နော်ဟုတ်ဗမာကလားရေမဟုတ်မလေးရှားကလားအဲ့သူခေါ်သူခေါ်မလေးရှားကလားအဲ့သူခေါ်ရဘာတော့ကိုလည်းရှိတယ်လို့ပြောညီမတို့ချစ်တာမဟုတ်ဘူးကိုအချစ်မဟုတ်ဘူးသူကဘာလဲဆိုတော့သူ့ရည်ရွယ်ချက်နဲ့ညီမအနာမလို့လူယုံပေါ့နော်အဲ့လိုပုံစံမျိုးလာနေတယ်ရီးစားဟန်ဆောင်ပြီးတော့လေဟိုညီမလေးအခုကြောင့်ချစ်တာတွေပါအဲ့နဲ့မဆိုင်တော့အခုကြောင့် the problem အရန် big ဖြစ်သွားပြီသူလည်းအုံနောက်ရှိတဲ့ပညာတတ်ယောက်ပဲထားပါတော့ဆိုညီမလေးပြောတာနဲ့ဒီကောင်သွားပြီဆိုတော့အဲ့ဒါတော့ကြောက်တော့ he needs to shut you up as simple as that is and ညီမပြောတယ်ဒါပေမဲ့အခုညီမသူ့ကြောက်နေရလားအခုနားမလဲlike အခုပြောအဲ့ကြောင့်အခုလည်းခုနမေးတယ်မေးကုန်မယ်ညီမတနေရာသွားမယ်ဆိုအခုစီစဉ်ပေးလို့ရတယ်မလေးရှားဆိုလည်းပဲဟိုတယ်တခုဘာညာပြင်မနေ့က flight ကစားညီမလေးရန်ကုန်တော့အကိုမသိဘန်ကောက်လာမလားဘန်ကောက်အကိုတန်းဝယ်လို့ရတယ်မလေးရှားဘန်ကောက်တဘောက
ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ညီမအဆူအခုပြန်ပြောပေးမယ်နော် သူတို့ကိုယ်တိုင်ကလည်းနော်ဒါဖြည့်ရှင်းထားသေးတယ်အဲ့ဒီကိစ္စကနော်ဒါအမှန်တရားမဟုတ်ဘူးနော်လုံးဝကိုဒါသတင်းအမှားကြီးဆိုပြီးတော့ပြောထားတာလဲနော်ဒါကျွန်တော်အားလုံးသိကြမှာပါရှင်ကျမရဲ့ဗီဒီယိုလေးတော့ဒါလောက်ပါပဲရှင် main ကလေးတွေလည်းနော်ဒါလုံးဝသတိထားဖို့ပြောချင်ပါတယ်အယုံမလွယ်ဖို့လည်းပြောချင်ပါတယ်ရှင်အဆုံးထိလိုက်ပါကြည့်ရှုပေးရတဲ့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်နော်